Elite ဆိုတဲ့ hero ကအရန်ကိုမှ strong နဲ့ EXP ပဲဆော့ဆော့ mid ပဲဆော့ဆော့ roam ပဲဆော့ဆော့သူ့ရဲ့ spell တွေမှာ AOE stun slow effect နဲ့ damage တွေလည်းပေးလို့ရတယ်လို့ enemy ရဲ့ backline တွေကိုလည်း skill 1 blink နဲ့ဝင်ပြီးတော့အကုန်လုံးကိုညှော်စီလုပ်လို့ရတဲ့ကောင် enemy ဘက်ကပါလာရင်လည်းတော်တော်လေးစိတ်နှောက်ယှက်ဖြစ်ရတဲ့ hero ဖြစ်ပြီးတော့ဒီကိုတို့ solo player တွေအနေနဲ့ဒီ hero ကိုပစ်ပြီးတော့ backline တွေ control လုပ်မယ် damage တွေပေးမယ် enemy ရဲ့ jungler တွေကိုတွားပြီးနှောက်မယ်ဆိုရင်ညီကိုတို့အနေနဲ့က run ကိုမြန်မြန်ဆန်ဆန်တက်မယ်ဆိုတော့ကျွန်တော်အာမခံပါတယ်တခုတော့ရှိတာပေါ့လေ enemy ဘက်ကမပန်းရင်တော့ကိုအတွက်တော့အဲ့ဒီပွဲရနိုင်ဖို့တေချာတလောက်ပဲအဲ့တော့ဒီ elite hero ကိုတုံးပြီးတော့ skill combo ဘယ်လိုတုံးရမလဲ item တွေဘာတွေထည့်တုံးရမလဲဆိုတာကိုကျွန်တော်လိုရင်းတူရှင်ပြောပြပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုဆုံးလိကြည့်ပြီးတော့ကျွန်တော်ကိုလည်း support ပေးတဲ့အနေနဲ့ subscribe လေးနှိပ်ခဲ့ပေးပါအောင်နော် skill 1ရဲ့အလုပ်လုပ်ပုံမှာသူ skill 1ပြစ်လိုက်လို့ရှိရင် enemy ကိုထိလို့ရှိရင်သူအောက်ကဘားတန်းလေးကအဖြူတန်းလေးတစ်ဝက်လောက်ကိုကြောက်သွားတယ်နော်ဒီမှာဆိုရင် enemy ထိရင်အဖြူတန်းလေးတစ်ဝက်ရောက်မယ် enemy ကိုပဲပြစ်ပြစ်ဘက်ကိုပဲပြစ်ပြစ် cree ကိုပဲပြစ်ပြစ်အဲ့ဒီ skill 1ထိလို့ရှိရင်အဖြူတန်းလေးကတစ်ဝက်ရောက်မယ်ဗျာလွယ်ဆုံးနဲ့ဆိုရင် red line ပေါ့အဲ့ဒီ red line အပြည့်ဖြစ်ဖို့ဆိုရင် skill 1ထိပြီးရင် skill 1နဲ့ရောက်တဲ့နေရာ enemy နဲ့ cree တွေပတ်တွေကို skill 2ထပ်သုံးလိုက်ရင်တော့အောက်က red line အနီရောင်လေးကပြည့်သွားမယ်အဲ့ဒီ red line အနီရောင်ရဲ့ area ထဲမှာရှိတဲ့ enemy ကသွေးရော့မယ် slow effect ပေးမယ်လက်ရှိသုံးနေတဲ့ item ကတော့ Oracle နဲ့ Guardian helmet ပေါ့နော်အဲ့ဒီ Oracle နဲ့ Guardian helmet ဆက်ပြီးသွားပြီးပြည့်ပြီဆိုရင် Elite ကတော်တော်ကြီးကိုမာပြီးတော့တော်တော်တက်ရခတ်တဲ့ hero တစ်ကောင်ဖြစ်သွားလိမ့်မယ်ပြီးရင်တွေးတက်ကလည်း share ချမ်းတယ် Oracle နဲ့ Guardian helmet အဲ့ဒီ item ပေးကျွန်တော်က cruise helmet ကိုထပ်ပြီးဆက်တယ်ဘာလို့လဲဆိုတော့အဲ့ဒီ3កောင်ဆိုရင်တွေးလဲ share တက်တယ်လို့ damage လည်းအကိတ်ကြီးပေးလို့ရတယ် cree တွေရှင်းရင်လည်းတော်တော်ကြီးကိုမြန်ဆန်တဲ့အတွက်ဒီ item 3ခွက်ထွက်တာနဲ့ကို aggressive ဆန်ဆန်လိုက်ပြီးတော့ရှာလို့ရတယ်အဲ့တော့ရှာတဲ့နေရာမှာလည်းကိုယ့်ရဲ့ teammate နဲ့လည်း connection တော့ရှိရမယ်ပေါ့နော်ရှေ့ကနေပြီးတော့ဝင်ပေးမယ် spell တောင်းမယ်သွေးတွေစုံမယ်ယူလေးပဲဖြစ်တဲ့အတွက်ကိုကမာနေရမှာဆိုတော့အဲ့ဒီ3ခွက်ပြီးမှနောက်ကကိုယ့်ရဲ့ massman တွေ hyper တွေကကိုနောက်ကလိုက်ပြီးတော့ share damage ပြန်ပေးလို့ရမှာအဲ့တော့ combo ချက်ပြမယ်နော်သူ့ရဲ့ ultimate က stun သွားတာဗျာ stun ပြီးတော့ damage အကိတ်ကြီးပေးသွားတာအဲ့ဒီ AOE spell ကတော်တော်လေးကိုမှ battle မတင် fight မှာပါတယ်ဒါတဲ့အတွက်ကျွန်တော်တို့ objective တွေယူတဲ့နေရာတွေမှာအရန်အသုံးဝင်တယ်ကျွန်တော်ဒီ skill 1နဲ့ skill 1ပြစ်ထားပြီးတော့ ultimate 3တဲ့ combo လေးကိုလည်းဒီမှာသုံးပြထားတယ်เนาะအရင်ဆုံး skill 1လေးကိုပြစ်ထားပြီးတော့ ultimate ကိုတန်းနဲ့ ultimate ပွင့်ကန်ဒီမှာ skill 1နဲ့ enemy ကြားတဲ့ကိုပြစ်ထားတဲ့နေရာလေးကိုပြေးဝင်လိုက်အဲ့လိုမျိုး damage ပေးမယ် slow effect တွေပေးမယ်တကယ်လို့အဲ့ဒီ skill 1မထိဘူးဆိုရင်ကျွန်တော် skill 1မရှိတာတို့မထိတာတို့ဆိုရင် flicker နဲ့သွားမယ်ဆိုရင်တော့ဟို red line တော့မပြည့်ဘူးဗျာအကြိုင်တော့2ကို skill 2လေးကိုထပ်နေရတယ်အဲ့လိုမျိုးပေါ့နော် skill 2ထပ်နေဒါပေမဲ့ skill 1နဲ့တွန်းတော့